တာလေးဆိုအမေချင်မအသေးချာတနေ့ကျတော့အေးတည်းမလိုက်တာရမှာသူကလေးဆောင်ချွေတာလိုက်တာရသူချိုးတယ်သူတည်းစိတ်မမီအောင်လာတယ်သူဖယ်ဒီကားလေးတော့သူရှောက်လို့လာလူတိုင်းကြီးအောင်တကယ်သိလာတာအထေကျသူပါအမူအရာကလူတကာကြီးအောင်ယူပါလာစူပါမမပါတကယ်ဟုတ်သူမအသေးချာတဲ့ကျသူလေးပါရှင်ကြည်လေးမှာသူပါစိတ်ချမ်းသာရပါတကယ်ဟုတ်သူမအသေးချာတဲ့ကျသူလေးပါရှင်ကြည်လေးမှာသူပါစိတ်ချမ်းသာရပါချိုးတာချိုးတာလူမို့အမေချင်မအသေးချာဒီဝါကျွရင်သာအမေကိုမပြောတောင်းရနိုင်တော့မှာနိုင်သားရတဲ့ချိုးတဲ့သူပြည့်စိတ်မမီအောင်လာတဲ့သူမေရီကာလေးရောသူရှောက်လို့လာလူတိုင်းကြီးအောင်တကယ်သိလာတာအကျေကျုပ်သူပါအမူအရာကလူတကာကြီးအောင်ယူပါလာတာ